ကေဝက်လို့ပြောလိုက်တာနဲ့ချောင်းနဲ့ဂူရှင်ကိုပဲရကျင်ကြတယ်ဗရာလာတို့ပဲကြည့်လိုက်တော့ဗျာဒီမှာဆိုလို့ရှိရင်ချောင်းကေကြီးကိုဘင်ကိုမတန်းမဲနဲ့ဝမ်ရောနဲ့ရသွားတာဒီပရိုဆိုလို့ရှိရင်အရန်ကိုကန်ကောင်းနေစောက်ရမ်းမိုက်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဗရာလာတို့ကတော့ဒီလိုမျိုးပေါက်ဖို့မမျှော်လင့်ပါနဲ့ဘင်ကိုတန်းပြီးတော့အော်ရိုရာကြီးမရဖို့ပဲဆူတောင်းထားပါအားလုံးပဲမင်္ဂလာပါ AMD Game Shop နေကြိုဆိုလိုက်ပါတယ်ကျွန်တော်တော့ Admin Black ပဲဖြစ်ပါတယ် AMD Game Shop Facebook page မှာ SVB ပတ်တွေကို10ရောက်တိတိ giveaway ပေးတော့မှာဖြစ်လို့တွားရောက်ပြီးတော့ကန်ဆန်းကြဖို့လေတိုက်တွန်းပြရစီ KOL လို့ပြောလိုက်တာနဲ့ KOL လို့ဖောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ diamond တွေအများကြီးအကုန်ရတတ်တာအောင်လို့ free token တွေဂုံးစင်းရပါတယ်ဒီနေ့မှာဆိုလို့ရှိရင် free token phase 2လာပါမယ်စွတ်စွပေါင်း16ကတ်တိရပါမယ်ဗီဒီယိုတွေကလို့ပင်ကိုမျိုးတော့ brother တို့မကြောက်ဘူးစွတ်တောင်းပေးလိုက်ပါတယ် KOL မှာဘင်ကိုတွေအခဏထားလိုက်အောင်KOL လို့ပြောလိုက်တာနဲ့အရင်ဆုံး skin တွေအပေးချမ်းတဲ့ event ကြီးတခုလို့ကျွန်တော်တို့ပြောရမယ်ဘလို့လဲဆိုတော့ KOL က10ကနှိုက်တိုင်းမှာကျွန်တော်တို့ event skin တကောင်ပေးရဗျာ lucky box တွေပါတယ် limited event တွေပါတယ်ရိုးရိုး event တွေပါတယ်ဒါအပြင်ပထမဆုံးတခါမှမလဲဘူးတဲ့လူတွေဆိုလို့ရှိရင်ပထမဆုံး10ချိန်မှာ Karina KOL လည်းပေးသေးတယ်ဆိုတော့ကဲ KOL ကတကယ်ကိုလှည့်တဲ့ event တခုလို့ပြောပြရစီ KOL မှာဒီ phase 1 phase 2နှစ်ခါပေါင်းပြီးတော့အခု3ကင်းနဲ့ game ဂုံးစင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စုစုပေါင်းအခါ40လောက်ထိရမှာဆိုတော့ဘင်ကိုတန်းပြီးတော့6 k တို့ဂူရှင်တို့ဘာညာတာရကာပေါ့လေဒါတွေရနိုင်တယ်ပြီးတော့ဒီ KOL ရဲ့နောက်ထပ်တစ်ခုကောင်းတဲ့အချက်ပြောလို့ရှိရင် revamp ပေးထားတဲ့ KOL skin နဲ့စောက်ရမ်းလမ်းပါလေဆိုတော့ KOL ကတကယ်အယူဖောက်တင်ပါတယ်ဒါအပြင်ဒီတစ်ခါပြန်လာတာလည်း KOL အတွက်နောက်ဆုံးဖြစ်တယ်လို့လည်းသိရပါတယ်နောက်ထပ် KOL skin အစ်စ်တွေတိုးလို့ရှိရင်6တို့ကိုရှင်တွေကိုရဖို့ပို့ပြီးတော့အလံဝေးသွားနိုင်တာမို့လို့အခုကလေးကဖောက်ထားမယ်ဂုံးစင်းတော့မယ် diamond တွေလိုအပ်တယ်ဆိုလို့ရှိရင် AMD Game Shop မှာလာရောက်ပြီးတော့ဝယ်ယူနိုင်တယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်ခင်ဗျာ